မင်္ဂလာပါရှင် My Library Channel လေးကနေကြိုဆိုပါရစေ။ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ကတွန်းမီမန်းလေးတောင်ကူရဲ့ထွန်းခင်နဲ့ခါဦးတို့ပါဝင်တဲ့ခါဦးတို့ဟော့ရှောဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ခါဦးရေတောင်ပိုင်းကကိုဖိုးခွေမနက်ကစုံနေတဲ့တော့အရက်သမားကြီးပဲအေးစုံတာဝမ်းနေစရာလားကြံခဲ့တဲ့သူ့မိန်းမနဲ့ကလေး၃ယောက်ပဲတနာတာဆင်းရဲတဲ့မသားဆိုတော့ဒိုးလည်းဝက်ကောင်းစားလောက်ဝစ်ပြီးချက်ပြုတ်မပေးနိုင်ဘူးအေးအရက်ဝစ်အရက်စားနဲ့တွားကြတာပေါ့ဒါထုံးစံမဲ့လေအတန်ချဲဆက်တောင်မငားနိုင်တဲ့ဒီမသားတို့ပြိုမတွေဝစ်စားလို့အပို့ပေါ့ငါရှေ့ဘက်ကျင်းပါမဲ့ဥဖိုးလူသမီးမဝမင်္ဂလာပွဲကိုအားခဲထားတယ်ဥဖိုးလူကရွာမှာတထေးလေငါလည်းနင်းလို့ပါပဲအေးအရင်လကိုတာဝမင်္ဂလာဆောင်ကိုတတိယသေးလားရတာပေါ့တသက်မမေ့စရာအေးအဲ့ဒီတော့ကမင်္ဂလာပွဲမတိုင်ခင်တို့များရေခတ်စင်းရင်မင်္ဂလာဆောင်မှာဝတ်မဲ့အဝတ်စားကိုရေအိုးထဲဝတ်ထည့်ခဲ့ပြီးရေချိုရင်းနာမှာအဆန်းဝတ်ပြကြရလေငါဒီဝတ်ဆောင်လေးနဲ့နှွှဲမှာမိုးဟီကိုနဲ့တူသွားပြီညီကလည်းရေအိုးထဲကအဝတ်စားထုတ်ပြီးငါဘိုးဆန်းဆန်းဒီပုံလေးနဲ့လမ်းမှာလှတယ်အေးပေမင်းမြင်ရင်အရန်သဘောကျမှာပဲဟင်းအဲ့ဒီတော့ကမလာတုတ်ကရေအိုးထဲကမင်္ဂလာပွဲသူဝတ်မဲ့အဝတ်စားတွေထုတ်ဆင်ပြတော့ငါတော့မန်းဆန်ဆန်ပဲဒီဝမ်းဆက်ပေါ်ရွှေတွေညွတ်နေအောင်ဆင်ပြီးရွှေချေချင်းနဲ့နှွှဲမှာဟင်းဟုတ်ပါအဲ့ဒီတော့ကညီဝစ်မာကယူရင်သူကလည်းမန်းဆန်ဆန်နဲ့မင်္ဂလာပွဲနှွှဲကြမှာဆိုတော့ငါစိတ်ကူတဲ့မင်္ဂလာပွဲမှာငါတယောက်ပဲဘိုးဆန်ဆန်နဲ့ထင်ပေါ်မှာပဲဆိုပြီးပြောနေတာလှတယ်ကွာဒါမှငါမိသေးမင်္ဂလာပွဲနေ့ရောက်တော့ငါအင်ကြီးလက်မောင်းကိုလူကြီးတွေရှိခုလိုပခုံးမော်တင်ပြီးမင်္ဂလာပွဲရောက်မှပေမေးသဘောကျအောင်ပခုံးအောက်ချလိုက်မယ်မင်္ဂလာမန်းတဲ့ရောက်တော့ဟဲအိုးမလာတော့တကယ်တမ်းမင်္ဂလာပွဲလာတော့ဟော့ရှော့ငါပေမေးရောညီထွန်းခင်မှာသူတို့မျက်လုံးတွေကမလာတော့စီမှာသူကလည်းဂုံယူတဲ့အပြုံးလေးနဲ့တော့အဲ့ဒီကလေးကမလာတော့ဟာဝက်ဖဲလှုပ်တတယ်ဆိုတာငါသိရတယ်အေးဒီတခါတော့သူမျိုးကဘာအဝတ်စမ်းနေဝဲလာတယ်လဲဆိုတာငါစုံစမ်းမယ်အေးသူကဒိုးမသိအောင်တိုးတိုးတိတ်တိတ်ဝဲလာတာအေးညီကသူ့အိမ်ကိုမိဘူးတိုက်ပြီးအဝတ်လျှော်ပေးတာအသာစုံစမ်းပေါ်မိသေးရဲ့ဒါမျိုးပဲပြောပါမလဲအပြုံမတွေတဲ့ထင်ပေါ်တဲ့ကိစ္စကိုဟင်းဒါဆိုခုချိန်ကိုရင်ထုံးခင်လိုင်းကောင်းမယ်ဒါမှမလာတော့ဘာဝတ်စားဝယ်မယ်ဆိုတာသိရမှာတို့ဝတ်စားကိစ္စနဲ့ထွန်းခင်ဘာဆိုင်လို့လဲတော့ညီမသိပါဘူးအေးသူ့ကိုပဲငါမျောခါဦးရေဟဲမျောတော့သူလာတယ်ဝမ်းသာလိုက်တာရွာမှာကိုဖိုးခွေးဆုံးတယ်ဆိုလို့ငါလာရတာဟာနင့်ကိုလွမ်းတာလဲပါတာပေါ့ကျုပ်ကလည်းမျောနေတာအသာရှောင်ပေးမှနင်ငါ့ကိုဘာလို့လွမ်းနေရလဲမလာကြလို့လားပြောရမှရှက်နေတယ်ဟင်းဘာလဲနင့်အမေကနင်းနဲ့ငါပေးစားဖို့စီစဉ်နေလို့နင်ရှက်ပြီးပြောရခံနေရလားဟီးဟုတ်ပါဘူးတော့ဥတာဝမင်္ဂလာပွဲမှာမလာတော့ကျုပ်တို့ကိုအဝတ်စားအနိုင်ယူသွားတာမခံနိုင်လို့တော့အကူညီပေးစမ်းပါဘာလို့လဲဥဖို့လူသမီးမင်္ဂလာဆောင်မှာကျုပ်သူ့ထက်အဝတ်စားတောင်းတော့မလာတော့ကိုစီယုံပြီးသူမျိုးမှာဘာထဲဆန်းဝယ်တယ်လဲဆိုတာစုံစမ်းပေးပါပြီးရင်ကျုပ်ကိုသူ့ထက်သားတဲ့ဆန်းနဲ့ဟော့ရှော့ဖြစ်တဲ့ဝတ်စုံဝယ်ခဲ့ပေးဟမလီအများထက်လှကျင်တဲ့ခါဥငါ့ကိုမဟုတ်တဲ့တာဝန်တွေပေးလို့ဘာရမလဲ तू ကငါ့ကိုတာဝန်ပေးတော့ငါလဲဒီကိစ္စများလွယ်လေးဒါမဲ့နင်းနဲ့ငါအပေးယူတစ်ခုတော့လုပ်ရမယ်ဘာလဲနင်ငါ့ကိုအားပွားပေးရင်နင်ခိုင်းတာကူညီပေးမယ်အိုးရှက်နေသလားဒိုနာဘသူမှမရှိဘူးလေကဲမြန်လေးကဲအေးခိဟဲမိသေးချောင်းကြည့်နေတာပဲခါဦးရှက်ရန်သွားကမောင်းကွဲမိသေးမြင်သွားပြီတရလုံးသိတော့မှာကဲဟာကဲ3ရက်ခန့်အကြာဟီမိခါဦးညီရေခမစင်းတာ3ရက်တောင်ရှိပြီဘာဖြစ်လို့ညီသိပါတယ်ဟိုကိစ္စညီတရလုံးဖြန့်လို့ပြန့်မိထင်ပြီးရှက်လို့ရေခမစင်းတာဘသူမှမပြောပါဘူးအေးဒါထက်မလာတော့မြုပ်တက်သွားတာမနေ့ကပြန်လာတယ်အေးဒါဆိုဥဖို့လူသမီးမင်္ဂလာဆောင်မှာနှွှဲဖို့အဝတ်စားဆန်းနေတွားဝယ်တာနေမှာပဲဒါပဲပေါ့ဒါဆိုသူထွန်းခင်နဲ့တွေ့မလားပဲထွန်းခင်ငါပြောတဲ့အတိုင်းသူဘာဝယ်လာတယ်လဲဆိုတာကြည့်လိမ့်မလားပဲထို့စဉ်ခါဦးဟိုမှာဟဲကိုရင်ထွန်းခင်ရွာကိုလာတယ်မဝမင်္ဂလာဆောင်ကဖိတ်စာတော်မွေသေးဘူးသူကစောလာလို့နေ့ကိစ္စအတွက်လာရတာလေဟီရှောင်ပေးမှဘာကိစ္စလဲတော့ဟာနင်မလာတော့ဘာဝယ်တယ်လဲဆိုတာစုံစမ်းကြည့်ခိုင်းတာလေဟုတ်သားပဲဘာဝယ်တယ်လဲတော်လဲခါဦးအတွက်ဘာဝယ်လာခဲ့လဲပြောပါမယ်သူ့ဝတ်စားဝယ်ရင်ဈေးကြီးတဲကမမထားဆိုင်မှာအမြဲအကျွေးဝယ်တာသိလို့
နေ့ကမမထားဆိုင်မှာငါစောင့်နေတာသူ့ဝစ်စားဝယ်လာတော့ငါတွေ့ပြီးရွေးခိုင်းလို့လိပ်ပြပုံစက်ကလေးနဲ့လိုက်တယ်ပြောတာနဲ့သူဝယ်သွားတယ်လုံးဝမလိုက်ပါဘူးဟာဟီကောင်းတယ်ခါဦးတော့ကိုရင်သူ့ထက်တာလားကောင်မမလာတော့ကိုတော်တော်မြစ်တာထားတယ်တာတာဗောနင့်အတွက်ဘောင်းမီဖြူနဲ့အပေါ်အင်ကြီးကမင်္ဂလာဆောင်တွဲဆိုတော့အချစ်ဆိုတဲ့အင်္ဂလိပ်စာတန်းလေးပါတာဝယ်ခဲ့တယ်နင်းနဲ့တိတ်လိုက်မှာပါဟာဟုတ်လားဒါဆိုခုပေးလေနေုံလေအရင်တစ်ခါလိုငါ့ကိုအားပွားပေးမှနင့်အတွက်ဝယ်လာတဲ့ဝတ်စုံပေးမယ်လာပြန်ပြီငါဖြစ်ချင်တာမရရအောင်ကြံဆောင်ပေးတာတနာပါတယ်ကဲအနားလားဟိအေးကောင်းခန်းလေးကြည့်ရတော့မေထိုစဉ်ထွန်းခင်ရေဟာအရေးတယ်ဘာလဲကွငါမြို့ကိုသွားတာခုပဲပြန်လာတာမင်းကရှေ့ကားထင်ပါရဲ့မြို့မှာမင်းအိမ်ငါမရောက်ပေမဲ့မနေ့ကမင်းကိုမြို့ထဲမှာမလာတော့နဲ့ကဲနေငါတွေ့ပါတယ်ကွာဟီဟိုသူမမထားဆိုင်မှာအဝတ်စားဝယ်တာလိုက်ရွေးပေးရင်အေးဆိုင်မှာအတူထိုင်မိတာပါကွဟာငါတွေ့တာကရုပ်ရှင်ုံထဲမှာမင်းနဲ့မလာတော့ကဲနေတာကွမင်းတို့နောက်မှာငါယုံထဲကိုကဲနေလိုက်တာနောက်မှာငါရှိနေရတော့မသိကြဘူးအဘွားပြန်ပေးကွယ်ဟာမလာတော့ကိုအဘွားကြီးခဏပြီးလို့ငါကောင်စွန်ချက်ကွာကဲတစ္ဆာမရှိတဲ့လူဒါများကျုပ်ကိုအဘွားတောင်းသေးတယ်သွားမြို့မှာငါကောင်မလာတော့နဲ့တိုးတိတ်ဆွဲနေတာငါသိပါတယ်လို့ပြောမိတာခါဦးရှိကိုမေ့ပြီးဖြစ်နေတယ်အေးပြေးမခါဦးလေးစုံစမ်းခိုင်းတယ်လို့သူဘာဝတ်တယ်လဲလို့သူ့ကိုလိုက်တင်ဆက်ဆန်းသူကြွေးတာစားသူပြတာကြည့်ရင်ခုလိုငမေးရတွေ့တာပါထွန်းစိတ်ထဲမပါဘူးတနာအောင်ပြောမသိတဲ့အတိုင်း तू ကထွန်းအောင်တွေ့ရင်ဇွတ်နားမလဲဘူးညကြအိမ်လာပြီးရှင်နွေးချမ်းလာမတော့နဲ့စောအိမ်မှာကျုပ်တော့ဝယ်လာတဲ့ဝတ်စုံပေးခဲ့အေးညရောက်တော့အမေတကြီးဥဖို့လူသမီးမဝါရဲ့မင်္ဂလာဆောင်ကခုထိရွာထဲကိုဖိတ်စာမဝေသေးပါလားဘယ်ဝေတော့မှလဲသူကသူတို့သားနေတဲ့ရန်ကုန်မှာမင်္ဂလာဆောင်ပါတဲ့တို့များကရွာမဆောင်မအောင်မေးလို့အဝတ်စားတွေအပြိုင်ဝယ်လိုက်ရတာခုလိုဆိုတော့မဝေးရတော့ဘူးပေါ့မဝါကရန်ကုန်သားနဲ့ယူมาပေမဲ့သူတို့သမီးဖြစ်တဲ့မဝါရဲ့အိမ်မှာပဲမင်္ဂလာဆောင်မယ်အောင်မိတာအမေဘာလဲဥဖို့လူကသဘောမတူလို့သူတို့သားရန်ကုန်ကသူ့အိမ်မှာစောင့်တာလားမဟုတ်ပါဘူးကွယ်ရန်ကုန်ခမ်းမဆောင်တစ်ခုမှာမင်္ဂလာပွဲကျင်းပမှာတဲ့ရွာကလူတွေဘယ်သူမှလည်းရန်ကုန်လိုက်နိုင်မှာမဟုတ်တော့မဖိတ်ဘူးပေါ့အေးမလာတော့တို့သားမီးကဥဖို့လူနဲ့အမျိုးမကင်းတော့ရန်ကုန်ကိုလိုက်သွားမယ်တဲ့အလဲသွားချင်တာလဲပါတာပေါ့အေးနောက်နေ့ရေခက်လန်းတွင်ဟဲ့မိသေးရေခက်စင်းတာဟော့လျှော်ကြီးဝစ်လို့ဘလို့ဖြစ်လာတာလဲအေးမဝါမင်္ဂလာဆောင်မှာသူများထက်သာအောင်ပေမေးကိုကြိတ်မှားပြီးမြို့တဝဲခိုင်းတဲ့ဒီဝစ်ဆောင်မဝါမင်္ဂလာဆောင်ရွာမှာမလုပ်တော့ခုလိုရေခက်စင်းတော့ဝစ်လာလိုက်တာအေးဟီညီလေငါလိုပါပဲလားငါလဲမင်္ဂလာဆောင်မှာမဝေးရလို့ထွန်းခင်ကိုဝဲခိုင်းတဲ့ဝစ်ဆောင်ကိုမနက်ကဝစ်ပြီးမောင်းထောင်းဆန်ဖို့လုပ်နေတာအမေမြင်ပြီးငါ့ကိုရိုက်လိုက်တာအေးဒီလိုဝစ်ပြီးကြွားရမှာပဲဟဲ့အဖိုးတန်ဝစ်ပြီးမောင်းထောင်းဆန်ဖို့လုပ်လို့ကဲဟာဖြန်းမနက်ကမလာတော့ဟော့ရှော့အဝတ်စားတွေငါးအိတ်တောင်တဲ့ပြီးရွာကနေရန်ကုန်ကိုဥဖို့လူလိုနဲ့တွားကြတယ်အေးသူကချမ်းသာတာကိုမဝါမင်္ဂလာဆောင်မှာရန်ကုန်ကအပြိုမတွေနဲ့အပြိုင်သူဟော့ရှော့ဝစ်ပြီးအနိုင်ကဲမှာပဲမနာလိုစရာအေးဒါပေါ့မနေ့ကတော့သူ့အိမ်နဲ့သူဝယ်ထားတဲ့အဝတ်စားတွေတစ်မျိုးလဲဝစ်ပြီးကိုလုံးမော်မှန်ကြီးရှိမှာအမျိုးမျိုးပုံစံပေးနေလိုက်တာလှမလှအေးဒါဆိုခုသူရန်ကုန်မှာမြို့သူလေးတွေခေတ်ပေါ်ဝတ်စားဝတ်တာကြည့်ပြီးလိုက်ဝယ်လို့ရွာမှာခုလိုရေခတ်စင်းရင်တို့ကိုကြွားဝတ်ပြမှာပဲတို့လည်းသူဝတ်တာငေးရမှာပဲဒါပေါ့အေး3ရက်ခန့်အကြာရွာပြင်ရေချိုတွင်းဝယ်ဟဲ့ဟိုမှာဟဲမလာတော့ရန်ကုန်ကပြန်လာတယ်ပေါ့မနက်ကရောက်ပြီးခုညနေညီတို့နဲ့တွေ့ကြလို့ရေခတ်ဆင်းလာတာတို့ကရန်ကုန်ကပြန်လာရင်မြို့သူတွေလိုဟော့ရှော့ဝတ်လာမယ်ထင်နေတာခုတော့ရိုးရိုးကြီးဟုတ်တယ်အေးခုလိုရိုးရိုးကြီးပဲကောင်းပါတယ်ညီတို့လည်းနောင်ရိုးရိုးကြီးပဲကောင်းပါတယ်အေးခုခေတ် TV စလောင်းနေတောရောမြို့ပါပြန့်နှံ့လို့နိုင်ငံခြားအဖြစ်ရဲ့ရုပ်ရှင်တွေကိုယ့်အိမ်နဲ့ခလုံးနှိပ်သိမြင်ရတော့ကဘာကြီးကရွာကြီးတူရဖြစ်ပြီးမြို့သူနဲ့တောသူဝတ်စားဆင်ရင်မှုဟာခုချိန်အတူတူပါပဲအေးဒါပေမဲ့ငါတို့ရန်ကုန်ကမဝါရောက်ခမတိုက်ရောက်တော့မဝါရောက်ခမကတပတ်ခါမင်္ဂလာဆောင်မှာ
အချိန်ရတော့မလာတော့တို့ကိုရွှေတကုံဖျားလိုက်ပို့မယ်ဝမ်းသာလိုက်တာဘာရမလဲမြို့သူတွေထက်တအောင်ဝစ်စားပြီးသွားမယ်ဦးဟာဒီပုံစံနဲ့ဖျားသွားလို့မရဘူးဘာဖြစ်လို့ရွှေတကုံဖျားပေါ်မှာခုလိုတရုပ်ပြက်တဲ့စကတ်ခေါင်းဝင်ပေါင်းပေါ်ဘောင်းမီတူတွေမဝေ့ရဘူးတွေ့ရင်ရိုးရိုးဝစ်စားလဲခိုင်းတယ်မြမရင်ကျေးမှုနဲ့မကိုက်ညီဘူးလေလဲရရင်အများရှည်ကိုရှက်เสียရပေါ့ဟုတ်လားရွှေတကုံဖျားနေမကောက်ဘူးကိုမျိုးကိုရွာဖျားတွေပေါ်လဲဒီလိုတရုပ်ပြက်မဝစ်နဲ့ကြားလားအဲ့ဒါနဲ့ရိုးရိုးလေးဝစ်သွားရတာပေါ့ဟော့ရှော့ဝစ်စုံမဝေ့ရလို့ညီကန်ဆိုးသွားတာပေါ့ဟော့ရှော့ဝစ်စုံနေအိမ်ငါးလုံးနဲ့တည်သွားတာမဝေ့ရတော့ကန်ဆိုးတာပေါ့ဒါပေမဲ့ကန်ကောင်းသွားတယ်ဟုတ်လားအဲ့ဒါနဲ့ငါအမေချိတ်ထမိန်နဲ့အမေအင်ကြီးကိုတီးပြီးမြမဆန်ဆန်ဖျားပေါ်တက်ဖူးလိုက်တာနိုင်ငံသားတူရီကြီးကငါ့ကိုအမတ်တရဓာတ်ပုံကြီးခွင်တောင်းပြီးရိုက်တော့ငါကန်ကောင်းသွားတာပေါ့ရင်ကြီးတဲ့ငါအလားကဘာကိုပြန့်သွားပြီပေါ့ဟိဒါပေမဲ့ငါမင်္ဂလာပွဲကြရင်ရန်ကုန်သူတွေထက်တာအောင်ဟော့ရှော့ဝစ်မယ်ဆိုပြီးအားခဲလိုက်တာရွာမင်္ဂလာပွဲတိုင်းငါဟော့ရှော့ဝစ်ရင်ထွန်းခင်တို့ပိတ်မေးတို့ငေးရလောက်တယ်လေဟုတ်ပါတယ်ဒါပေမဲ့မင်္ဂလာပွဲနေ့မှာငါကန်ဆိုးသွားတယ်ဘာဖြစ်လို့မင်္ဂလာပွဲနေ့ငါဟော့ရှော့ဝစ်တော့ဒီပုံစံနဲ့မင်္ဂလာပွဲနှွှဲလို့မရဘူးဘာဖြစ်လို့လဲခုမင်္ဂလာပွဲကိုတားနဲ့ချွေးမကဗုဒ္ဓဘာသာဝင်မို့ဘုန်းကြီးကျောင်းသာသနာခန်းမှာကျင်းပတာဒီလိုတရုပ်ပြက်ဝစ်စားပြီးသွားရင်လူကဲ့ရဲ့စရာဖြစ်သွားမှာပေါ့ဒီနေရာမှာရိုးရိုးရင်ရင်လေးပဲဝစ်တင်တယ်ငါလဲရိုးရိုးလေးဖြစ်အောင်အမေထမိန်ဝစ်ပြီးသွားရတာပေါ့ဒါမဲ့ငါကန်ကောင်းသွားတယ်မလှတော့ရဲ့ညီအဖြစ်ကလည်းခုကန်ဆိုးတယ်ခုကန်ကောင်းနေနဲ့ဘလို့ကန်ကောင်းသွားလဲအေးပြောပါအောင်မင်္ဂလာအခမ်းပွဲနေ့မှာမြို့သားတယောက်ကငါ့ကိုလာမိတ်ဆက်တယ်နောက်ချစ်သွားကြရပေါ့ဟိတုတ်တယ်လားတို့နမေကနောင်မြမဆန်ဆန်တုတ်ခက်ခဲလေးလှနေတဲ့တုတ်ကိုခင်ကျင်တယ်ဟိအဲ့ဒါကြောင့်တို့ရွာမင်္ဂလာဆောင်ရင်မြမထုံးစံလူကြီးမိဘတွေနဲ့မင်္ဂလာရှိကျင်းပတာမို့မင်္ဂလာရှိတဲ့မြမအဝတ်စားဝတ်ပြီးသွားတာကောင်းပါတယ်မှန်တယ်အေးငါလည်းအတိရပြီးမြို့မှာတည်လာတဲ့ဟော့ရှော့အဝတ်စားငါအိတ်ကိုအဟောင်းဆိုင်မှာရောင်းပြီးမြမဆန်တဲ့အဝတ်တွေဝယ်ခဲ့တယ်ဒါပဲဝတ်တော့မယ်သွားပြီအေးကဲနောက်ပတ်ရွာမှာမောင်ကောင်းတဲ့ညိုညိုတို့မင်္ဂလာပွဲရှိတယ်တို့မလာတော့ပြောသလိုရိုးရိုးရင်လေးဝတ်ပြီးနှွှဲကြစို့အေးမင်္ဂလာပွဲနေ့ခါဥမိတီးတို့ရိုးရိုးရင်လေးဝတ်ပြီးအသွားဟဲ့ဟိုမှာညီထွန်းခင်ပြေးလာတယ်သူဒီမင်္ဂလာပွဲကပ်ပြီးတီးလို့အမြန်လာတာအေးဟဲခါဥရေငါနေ့အတွက်ဟော့ရှော့ဝစ်စုံဒီမင်္ဂလာပွဲနှွှဲဖို့ပါလာတယ်ဒီမှာခုချက်ချင်းအိမ်ပြန်လဲလိုက်ကျုပ်တို့ကရိုးရင်ဝစ်လာတာတော်ဟော့ရှော့ဝစ်လာပြီးကျုပ်တို့ဟော့ရှော့ဝစ်စုံဝဲလာလို့ငါလည်းနင်းနဲ့ကဲဖို့ဝစ်လာတာဒါမြန်မာထုံးစံမင်္ဂလာပွဲမို့မြန်မာဆန်ဆန်ဝစ်ပြီးသွားရမှာတော်မသိဘူးလားကဲ